ကင်းတဲ့ universe ထဲမှာကျွန်တော်တို့သိပြီးသားတွေတော့မသိရတာတွေတော့အချက်တွေအများကြီးစီးနေပါလေဒီနေ့ဗီဒီယိုထဲမှာတော့ကင်းတဲ့ကစပ်ပေါင်း30ခုကိုပြောပြပေးသွားမှာပါနောက်ထောင်ရတာပျော်ဖို့တော့တောင်းတော့မှာပါပြောဖို့မတော်ရင်တော့နော်လာတော့ရပါလိမ့်မယ်စတာပါဆိုတော့အချိန်30ပဲဗီဒီယိုလေးကိုစလိုက်ရအောင်ရှင်းစက်တဲ့ထဲမှာရှင်းမူတန်နဲ့အွန်ဟုံးတို့ဟာအသက်အငယ်ဆုံးနဲ့ဘူကျော်ဖြစ်လာကြတဲ့သူတွေပါဆိုနိုင်ရဲ့ပထမဆုံးဘရင်ဘူလီကမြင်းသက်ကိုအရင်ဆုံးတီထောင်ခဲ့တဲ့သူပါအဲစင်းဟာအသက်73နှစ်နဲ့ဆင်းရဲ့31ယောက်မြောက်ဘရင်ဖြစ်လာခဲ့တဲ့သူပါစီယူတလန်ကိုလူတွေကလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်တဲ့ကအခုထိနှက်စိုးတွေလို့မှတ်ပြီးကြောင်းနေကြလာပါကျိုးတာအနေနဲ့ကျိုဆူးကိုလက်စာချေဖို့ဟေးစစ်တပ်ကထွက်ထားတဲ့နေရာစပြီးလက်စာချေပြီးသည့်အထိ392ရက်တာကြာခဲ့ပါတယ်အဲစီတာမိသားစုရဲ့အမွေမဆက်ထက်စင်မှာသူ့ရဲ့နာမည်အရင်က CE ပဲဖြစ်ပါတယ်ငါစီဆိုမှာတောခိုင်နတ်ဖရာတော့ဝအဖွဲ့ဝင်ကတယောက်ပဲစီးပါတော့တယ်သူကအတွင်ဖို့ထုတ်ပါဒါမို့ကဝေရဲ့မိနာ9အော်ထဲမှာတယောက်လဲအသက်စစ်ကြတဲ့သူပါစင်ပြည်နယ်ကပြည်နယ်သူတွေကပုံတံမှုဖြစ်ခဲ့ကြလာတော့မသိကြပါဘူးကင်းတဲ့မှာစာပို့သမားတွေကအနီရောစာပို့သမားတွေကဒါအရေးပေါ်အမိတ်စာတွေအရေးပေါ်ဗျူဟာတွေကိုပို့ပေးတာပါနိုရဲတဲ့နှစ်တရာတော့တော့စီယူတက်လက်တာမျိုးနွယ်စု19ခု꿰ခဲ့ပါလေတစ်ချက်တော့ဒီဟာတူတာတက်တာ9000တဲနဲ့တက်တာ9000ရှိတဲ့ခက်တက်ကိုတိုင်းထားခဲ့ပါလေစင်းတက်တာတရားကိုဥဆောက်တဲ့ကအဖွဲဝင်တွေကအဒုချိန်မှာတော့36ယောက်တာအသက်10ပါတော့တယ်တတူခါမှာခလေး6ယောက်ထိရှိပါတယ်စင်းကဘလောက်ပဲစူးစားကြိုတာနဲ့လက်ကြည့်ရေးမှာကြိုတာကိုတခါမှမနာဘူးပါဘူးအကြီးမြတ်ဆုံးစစ်တူကြီး6ယောက်ထဲမှာတယောက်ဖြစ်တဲ့မိရလေးစစ်တူကြီးကျိုဟာရဒူပေါင်း9000ကျော်ကိုတက်ခဲ့ပါတယ်စင်းဆိုတဲ့ဇက်တော်ဟာအပြင်မှာတကယ်ရှိတဲ့စစ်တူကြီးဒီစင်းကိုအခြေခံထားတာပါစင်းရဲ့ဇယားတွေကလည်းအဲ့ဒီစစ်တူကြီးနဲ့တော်တော်လေးဆင်တူမှုရှိပါတယ်စင်းကအုံဟုံးနဲ့မူတထက်တစ်နှစ်ငယ်ပါတယ်စင်းနဲ့အဲဆဲတို့ကအပြင်မှာဒီလောက်ထိမရင်းနှီးကြပါဘူးမန်ကားထဲမှာတော့စိတ်ကူးရဲ့ဆက်ဆက်ရင်းနှီးအောင်လှုပ်ထားပါတယ်ကင်းနန်းမန်ကကိုဆက်စရေးတော့ကစာရေးသူဤစင်းကိုအတိကစက်တော်နေရထားဖို့စီကျဲခဲ့ပေမဲ့လူတွေကတဖြည်းဖြည်းတိုးတက်လာတဲ့စစ်တူကြီးတွေကိုပဲစိတ်ဝင်စားကြမယ်အထင်နဲ့စင်းကိုပဲအတိကစက်တော်နေရပြီးလာတာပါကင်းနန်းမန်ကစာရေးသူအနေနဲ့တင်းနန်းဆက်လက်ကြီးသွားတဲ့အခါမှာတခြားစစ်တူစည်းလေးအကြောင်းကိုစပင်အောင်မန်ကထပ်ထုတ်မယ်လို့ပြောခဲ့ဖူးပါတယ်နံပါတ်30ကိုဆက်မသွားခင် channel လေးကိုနားအန် subscribe လေးတော့ပေးဖို့တောင်းဆိုချင်ပါတယ်တင်းနန်းမန်ကကိုဖတ်ချင်ရင်တော့ကျွန်တော်တင်းနန်းမန်က channel ဟာဆိုရင်မြန်မာနိုင်ငံမှာတခုတည်းသောတင်းနန်းမန်ကဘာသာပြဖြစ်ပြီး season 5အပြီးကနေမန်ဂါတွေကိုဆက်ဖတ်လို့ရနေပါပြီတနေ့ကိုနှစ်ပါးနှုန်းနဲ့တင်ပေးနေတာမို့လို့တင်းနန်းမန်ကကိုဖတ်ချင်ရင်တော့ channel လေးကိုကြွားပေးထားနာပါတယ် channel ရဲ့နေ့ကိုတော့တော့မှတ်ထဲမှာပေးထားပါမယ်ဗျမန်ကလည်းမှာဤစင်းကတနာပြင်လာတဲ့သူတို့ထင်ရပေမဲ့တကယ်တမားထဲမှာတော့ဤစင်းကရက်ဆက်တဲ့သူဖြစ်ပြီးသူ့ကိုဆက်ကျဲတဲ့သူမှန်သမျှကိုအတော်တက်ပြစ်ခဲ့တာပါကင်းနန်းစာရေးဆရာကသူ့ရဲ့မန်ကကိုအသက်ဝင်အောင်လို့ဆိုပြီးတမားเจ้าတွေကိုတတိချာချာလေးကထဲရပါတယ်တယောက်တမားစာအုပ်100ကျော်ကိုဖတ်ခဲ့ရပြီးစစ်ပြူဟာတွေကိုလည်းနားလည်ဖို့စူးစမ်းခဲ့ရပါတယ်လွင်ဘူတို့ဟာတမားထဲမှာတကယ်တော်တဲ့သူပြစ်ပြီးစင်းကိုအနာရဖို့နီးနီးဖြစ်ခဲ့ပါလေဒါပေမဲ့လည်းဆွန်နိုင်ရန်ကသူတွေပဲသူ့ကိုပြတ်တတ်ကြပါလေလွင်ဘူတို့ကိုတပ်ပြီးချင်းမှာပဲဆွန်နိုင်ရန်ကပျက်စီးသွားခဲ့ပါလေဒီမှာပြောချက်တာကလွင်ဘူတို့ဟာဆိုအတွက်အနစ်နာခံပြီးအယိုးကြစ်ကြီးအရေးထက်တာရွယ်ပေးခဲ့တဲ့သူပါအိုဆန်ကမန်ဂါထဲမှာတော့သူ့ဘရဲ့ဖြစ်စစ်တယ်လို့ပြောခဲ့ဖူးပါလေတကယ်သမားမှာတော့ဆင်းရဲ့အမြင့်ပါစစ်သူကြီးတွေထဲကတယောက်ဖြစ်ပြီးတော်ထရေးစားဖို့လုပ်ခဲ့ဘူးပါလေဒါပေမဲ့လည်းမလုပ်ဖြစ်ခဲ့ပါဘူးကင်းနန်းမန်ထတော့ဖော်လူ100ပြီမှအစိုးတက်မယ်လို့ပြောထားပါတယ်အခုလက်ရှိဖော်လူက60လောက်ထိပဲစီးပါသေးတယ်ဆိုတော့ကင်းနန်းမန်ထကအစိုးတက်ဖို့အများကြီးလိုပါသေးတယ်မန်ကလည်းမှာသူ့ရဲ့ဆက်လန်ဆက်သွားအရာတရုတ်ပြည်မှာတခုလုံးကိုပေါင်းစည်းနိုင်ပြီးစက်သိမ်းမယ်လို့ထင်ရပါတယ်တကယ်သမားထဲမှာတော့တရုတ်ပြည်မှာတခုလုံးကိုပေါင်းစည်းပြီး15နှစ်အကြာမှာပဲထပ်မံပြိုလဲသွားခဲ့ရပါတယ်
ဘာလို့ဆိုတော့အဲစီးတည်ပြီးတဲ့နောက်မှာနောက်တက်လာတဲ့မင်းညီမင်းသားတွေကစောက်သုံးမကြလို့ပါကင်းနန်းမန်ကဟာဂျပန်မန်ကဖြစ်ပေမဲ့တရုတ်မှာတော့နာမည်ကြီးတဲ့တခုတည်းသောမန်ကမျိုးဖြစ်ပါတယ်ကင်းနန်းမန်ကကိုဆက်စရေးချင်းမှာစာရေးဆရာကအောင်မြင်မယ်လို့တော့မထင်ခဲ့ပါဘူးဒါပေမဲ့လည်းနောက်နည်းနည်းကြာတော့အောင်မြင်မှုတွေကိုရရှိလာခဲ့ပါတယ်ကင်းနန်းမန်ကစာရေးဆရာကအပါလာပါမရေးထင်မှာအရင်လက်ချီတန်လုပ်ပြီးအားထိရပါတယ်တခါတည်းကင်းနန်းမန်ကရေးနေရင်နဲ့အိပ်ပျော်တက်လို့သူ့ရဲ့အဖွဲ့ဝင်တွေကလည်းနှိုးပေးရပါသေးတယ်စင်းဟာမန်ကာထဲမှာတပွဲသားကိုအောင်နာနေခဲ့ပေမဲ့တကယ်တမားထဲမှာတော့ချူနိုင်ငံကိုတားတဲ့အခါမှာစင်းကအသက်ပေးရပါတယ်တကယ်လို့ဒါစာရေးဆရာကတမားအကြောင်းလာလုံးမယ်ဆိုရင်စင်းကတေကိုတရားမှာပါဆိုတော့ဒါကဲထားထဲမှာလူတိနေတဲ့ဖတ်ပေါင်း30ခုကိုပြောပြပေးသွားလာပါနောက်ပဒီယောမှာပြတ်သွေးကြလာပေါ့